တော်များများဘယ်လိုချိန်လဲဆိုတော့ M4 ဆိုရင်လည်းဒီမှာလာပြီးမှဒီနေရာမှာချိန်တယ်နော် Scar L ဆိုရင်ဒီနေရာမှာလာချိန်တယ်အကုန်လုံးကဒီမှာလာချိန်နေကြတယ်ဆိုတော့တိတ်အဆင်မပြေဒီထက်ကောင်းတဲ့စတင်ချိန်တာဒီနေရာမှာခင်ဗျားတို့စတင်ချိန်တဲ့အခါဘယ်လိုချိန်လဲပေါ့နော်အခုချိန်နေတဲ့စတင်ကမားနေတယ်နော်ဟို scope လေးကောင်းကောင်းလေးငြိမ်ငြိမ်လေးလိုချိန်တယ်ဆိုရင်ကျွန်တော်အခုပြောပြလူတော်တော်များများကစတင်နေပါလေချိန်တဲ့အခါတတိမထားမိဘူးပေါ့နော်ဒါကျွန်တော်ပြောပြမယ်အခုထားနေတဲ့အခုချိန်နေတဲ့စတင်တဲ့ဟိုကောင်းတော့ကျွန်တော်ပြောပြပေးမယ်โอเคပထမဦးဆုံးကတချို့လူတွေစတင်ချိန်တဲ့အခါမှာချင်းစတင်ချိန်တဲ့အခါဒီညမှာပဲလာချိန်ကြတယ်အဲ့ဒါမကောင်းဘူးလားဆိုတော့ကောင်းပါတယ်ဒါပေမဲ့ဒီထက်ကောင်းအောင်ကျွန်တော်ပြောပြပေးမယ်နော်ဒါဒီမှာဆိုရင်ဗျာဒီမှာကြိုက်လို့ဆိုရင်ကြိုက်တော့ LDS ဆိုရင်ဒီမှာလူတွေလာချိန်နေကြတာအဲ့ဒါမကောင်းဘူးလားဆိုတော့ကောင်းတယ်ဒါပေမဲ့ဒီထက်ကောင်းအောင်ကျွန်တော်ပြောပြပေးမယ်ပထမဦးဆုံးပါလဲဆိုတော့ဒီ sensitivity ပေါ့နော်ဒီထဲမှာသွားပြီးမှာဥပမာကွာကနပြီနော် M4 ဆိုရင်လည်းဒီ M4 ကြီးကင်ထားတယ်စတင်ချိန်တဲ့အခါဒီမှာလာပြီးဒီနေရာမှာလာချိန်ကြတယ်နော်ပြီးပြန် Scar L ဒီပါတွေကင်တယ်ဗျာ Scar L လည်းကင်ထားတယ်သူတို့စတင်ချိန်တဲ့အခါဘယ်လိုချိန်လဲဆိုတော့ဒီနေရာမှာလာချိန်တယ်ဒီထက်ကောင်းတဲ့နီလာနေရှိရပါတော့ကျွန်တော်ပြောပြမယ်နော်အဲ့ဘယ်လိုချိန်မှာလဲဆိုတော့ဒီ sensitivity ကိုတွားပြီးမှဒီဘက်ကိုနေလိုက်ကွာဒီ ADS ဒါလေးကိုဒီမှာဆိုရင်ကိုချိန်တဲ့တနက်လေးတွေကိုချိန်လို့ရတယ်ဗျာဒီမှာ M4 ဆိုရင်ဒီမှာနေလိုက်ပြဒီမှာအဲ့လိုမျိုးLG QBZ M762 M4 Scar AKM ဂန်တကန်ချင်းစီရ scope တမျိုးစီပေါ့နော်ချိန်ရပါလူတော်တော်များများဘယ်လိုချိန်လဲဆိုတော့ M4 ဆိုရင်လည်းဒီမှာလာပြီးမှဒီနေရာမှာချိန်တယ်နော် Scar L ဆိုရင်ဒီနေရာမှာလာချိန်တယ်အကုန်လုံးကဒီမှာလာချိန်နေကြတယ်ဆိုတော့တိတ်အဆင်မပြေဒီထက်ကောင်းတဲ့စတင်ချိန်တာဒီနေရာမှာ M4 ဆို M4 တီးတက် Scar L ဆို Scar L တီးတက်အဲ့လို LG ဆို LG တီးတက်အဲ့လိုချိန်ပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့အချိန်တော့ပြီးရတယ်နော်အချိန်ပြီးမှဒါစတင်တော့ချိန်ရတယ်ပေါ့ဗျာဒီမှာကိုအမြဲရှော့နေမယ်အကောက်ဆိုတော့အချိန်ပြီးမှစတင်ချိန်တာကျွန်တော်ပို့ပြီးအားပြီးတယ်ပေါ့နော်ကျွန်တော်ဆိုဒီမှာကိုဘာသာကိုချိန်တယ်ကျွန်တော်ကဒီမှာ M4 Scar L AKM MUG QBZ ဒီမှာ M762 အဲ့လောက်ပဲကျွန်တော်ပြီးကျန်တစ်ခုရှိသေးတယ်ဘာလဲဆိုတော့ဒီဟာဒီပေါ့နော်ဒီအတောက်လေးဒီလူတော်တော်များများစတင်ချိန်တဲ့ဟာဒါတွေထားပြီးမှဒါလေးတွေတက်ပြီးမှစတင်ချိန်ကြတယ်အဲ့ဒါမကောင်းဘူးလားဆိုတော့ကောင်းတော့ကောင်းပါလေဒါပေမဲ့အရင်မကောင်းဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုပွဲထဲရောက်တဲ့အခါကိုကတနက်တွေ့တယ်ထားလိုက်ပါဆိုဒါတွေကပါမလာဘူးဗျာချင်းပါမလာတဲ့ခါကျတော့အစီမပြေဘူးနော်ဒါကြောင့်စတင်ချိန်တဲ့အခါဘယ်လိုချိန်ရမှာလဲဆိုဒါတွေအကုန်လုံးဖြုတ်လိုက်ကြတာဒါတွေအကုန်လုံးဆိုတော့ကျွန်တော် GP ကပ်ပဲဘာလို့လဲဆိုတော့ G30 နဲ့ဆိုရင်ခဏလေးနဲ့ကုန်သွားလို့ကျွန်တော်ပြပြီးမယ်နော်โอเคဒီမှာဆိုကျွန်တော်ဘာမှမထားဘူးဗျာဒီမှာဘာမှမထားဘူးကျွန်တော်တော့ချိန်ပြီးသားဆိုတော့ကျွန်တော်ဘယ်လောက်လောက်ထားလဲဆိုတော့ဒီမှာ M410 ကျွန်တော်အဲ့ဒီအကောင်လုံးပိတ်ထားနော်ဒါကျွန်တော်တို့ line မလုပ်နဲ့ဗျာတူချင်မှတူကျွန်တော်တော့ဒီတိုင်းပဲ ADS ဆိုကျွန်တော်မသုံးတဲ့အတွက်ကြောင့်ကျွန်တော်အကောင်လုံးပိတ်ထားတယ်ကြိုက်လို့ဆိုရင်ဒီမှာဟိုတနက်မပြစ်ခင်ပါတာ post code ဆိုရင်135ပါနော်ဒီမှာဒါ 3 score ဆိုရင်135ဒါပြစ်တဲ့အခါနော်3 score ဆိုရင်ဒီမှာ158 post code ဆိုရင်158ကျွန်တော်စမ်းပြမယ်နော်3 score ချင်းစမ်းမယ်ဒီမှာဘာမှမထားဘူးနော်ဒီမှာဘာမှမထားဘူးโอเคအဲ့လိုနော် post code ပြတဲ့တစ်ခုရှိတယ်နော်ကိုဒီလိုမျိုးပြစ်တဲ့ခါပေါ့ enemy တွေပါလေပြစ်တဲ့ခါကိုခေါင်းထိချင်တယ်ခေါင်းတက်ဒီတိုင်းချိန်မချိန်နဲ့ဒီသူ့ရဲ့ခန္ဓာကိုယ်ချိန်ပြီးမှပြစ်အဲ့ဒါမှကိုထိရောက်တယ်နော်ကျွန်တော်ဒါတွေကျွန်တော်တက်ပြမယ်နော်ဒါအကုန်လုံးတက်ပြမယ်ဒါဆိုပိုကောင်းသွားတယ်ဗျာဒီမှာပိုကောင်းတယ်ပုံနေနေဗျာဒီလားပုံနေတာပေါ့ဒါနဲ့ဆိုပြကြရင်ပေါ့နော်တချို့လူတွေကဟိုစတင်ချိန်တဲ့အခါငါစတင်ကမငြိမ်ဘူးအဲ့ဒါဘာကြောင့်မငြိမ်တာလဲဆိုတော့ဒီလိုမျိုးပြစ်တဲ့အခါပေါ့နော်တခါအဲ့ကြီးအကုန်နဲ့မပြစ်နဲ့နော်အဲ့လိုမျိုးအများဆုံးဆို10တောက်အဲ့လိုမျိုး9တောက်10တောက်အဲ့လောက်ပဲရှိအကုန်လုံးပြစ်မယ်ဆိုကြည့်ဘာမှမငြိမ်ဘူးကျွန်တော်ကတင်နေပြီခါနေရောပဲဒီတော်တော်လေးကိုခါနေပြီဒါဆိုတော့ငြိမ်အောင်ဘယ်လိုပြစ်ရမှာဒါဆိုဒီလိုမျိုးနည်းနည်းချင်းပဲဒီလိုမျိုးပဲနည်းနည်းလေးနော်ဘာကြောင့်လဲဆိုတော့ pro player တွေလည်းဒီတိုင်းပဲပြစ်တယ်ဗျာသူတို့ကြည့်အကုန်တဲ့ပြစ်တဲ့ပုံစံပါလဲဆိုတော့ဒီလို
လမ်းမှာပြေးနေတဲ့ enemy တို့ကားနဲ့တွားနေတဲ့ enemy တွေဆိုတော့ကကြည့်အကုန်ပြစ်တယ်ဒါပေမဲ့ဒီလိုမျိုးတကားပေါက်မှာအဲ့လိုကြောက်တုံးနောက်မှာရှိနေတဲ့ကောင်တွေဆိုရင်တို့ကြည့်အကုန်လုံးမပြစ်ဘူးဗျဒီလိုမျိုးပေါ့ချက်စမ်းကြည့်ဗျခင်ဗျားတို့လည်းကိုနဲ့အစီအစဉ်ပြပေါ့ဆိုင်ထိုင်ပြီးမှထားတာနေပြစ်အဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးတခါတည်းအကြည့်ကုံတဲ့ပြစ်တယ်ဆိုတော့ဘာမှငြိမ်မှာမဟုတ်ဘူးနည်းနည်းရှင်းပြစ်တယ်ဒီလိုမျိုးပေါ့နော်ဒါစစ်တင်ချိန်တဲ့အခါဒါဒီနေရာမှာမချိန်ပဲနဲ့ဒါဒီဖက်တော့ပေါ့နော်ဒီဖက်မှာတကန်ချင်းစီချိန်နေတယ်ပို့ပြီးကောင်းပါလေလို့ကျွန်တော်ပြောချင်ပါတယ်ဒါလူတော်တော်များများကတိပြီးမြဲလည်းမချိန်ကြဘူးပေါ့နော်ဒီနေရာမှာလူတော်တော်များများတိတယ်ဒါပေမဲ့မချိန်ကြဘူးအချိန်နဲ့ပြီးရတယ်အဲ့ဒါတော့ကြောင်းဒါပေမဲ့အချိန်ပြီးမှဒီနေရာမှာကိုစိတ်ကြိုက်ချိန်တော့ဒီဖက်မှာကွာဒီလိုတိုင်းတုံးနေကြတဲ့ဒီနေရာမှာချိန်တာတဲ့ပိုကောင်းတယ်လို့ပြောချင်ပါတယ်ဒီဗီဒီယိုကဒီလောက်ပါပဲ